အားလုံးပဲမင်္ဂလာပါရှင်။ငှက်ကာတွန်း channel ကနေကြိုဆိုလိုက်ပါတယ်။ဒီ channel လေးကတော့စိတ်ဝင်စားစရာငှက်ကာတွန်းပုံမြင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ဗီဒီယိုအသစ်တွေဒီနေ့သိရှိနိုင်အောင်လေးဘေးနား notification လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။လိန်ညာပြီးလက်ထပ်လိုက်တဲ့ကြီးကံအပိုင်းတိတ်ကာလူကသူ့အတိုက်ထဲမှာသူအနားယူနေပါတယ်။ဒါဘလို့ဘဝကြီးလဲဘဝဆိုတာဘလို့ဖြစ်တင်တာလဲကို့မှာအိမ်လက်လလေးတစ်လုံးရှိရမယ်။အိမ်မှာငါ့ကိုအမြဲတမ်းထမင်းဟင်းချက်ကျွေးမယ်မိမလှလှလေးတယောက်ရှိရမယ်။ငါနဲ့ငါမိမမှာငါ့ကိုဖေဖေမေမေလို့ခေါ်မယ်ချစ်စရာကောင်းတဲ့ကလေးလေးတွေလည်းရှိမယ်။အမလီဖျားကြီးငါတော့တွင်းနဲ့တော်တော်ဝဝရောက်သွားပြီ။တောဟုတ်တရားငှက်တွေအားလုံးစီမှာကိုစီမိသားစုလေးရှိကြတယ်။သူတို့ရဲ့မိမတွေကယောက်ျားတွေတေချာခရုစိုက်ကြတာ။တစ်ဖက်မှာတော့ငါအိမ်လုပ်တွေအကုန်လုံးငါတယောက်တည်းလုပ်နေရတယ်။အစားဆိုရင်လည်းငါကိုယ်တိုင်ထွက်ရှာရတယ်။ကဲပါအခုငါဗိုက်စာနေပြီအပြင်သွားပြီးစားစရာတစ်ခုခုရှာယူလာလိုက်အောင်မေ။ကာလူလည်းအစာရှာဖို့အပြင်ထွက်သွားပါ။လမ်းမှာငှက်တချို့တစ်ပင်ပေါ်မှာအုပ်စုပဲစကားပြောနေအောင်ကာလူတွေ့သွားပါ။အဲဒီချိန်မှာငှက်မလေးရာနူကကာလူကိုလှမ်းခေါ်လိုက်ပါ။ဟဲ့ကာလူအဲ့လောက်လောလောမြင်နဲ့ဘယ်သွားမလို့လဲ။ကာလူလည်းအိမ်ငှက်တွေနာလာလိုက်ပါ။ဘာမှမဟုတ်ပါညီမရဲ့ငါဗိုက်စာနေလို့အစာရှာဖို့ဆိုပြီးအပြင်ထွက်လာတာ။အဲဒီချိန်မှာပဲချော်မော်လှပိုင်စီကွက်ကကာလူကိုအခုလိုပြောလိုက်ပါ။နေဘွားကျန်အရင်ကိုအေးချမ်းသာရတာပဲမိမအတွက်ရောကလေးတွေအတွက်ရောပူပန်စရာမလိုနေစိတ်တိုင်းကြအကုန်လုံးလှုပ်လို့ရတယ်ငါဘွားလည်းနေလို့ဆိုရင်တိတ်ကောင်းပါပဲကွာဗန်ဒီရဲ့အဖေကြီးနည်းနည်းပပရှက်တဲ့စမ်းမအောင်ကျမတို့အိမ်နာကြဘလောက်ကြာပြီလဲအခုကြမှာရှင်ကအခုလိုတွေတွေးနေရပေါ့ဟုတ်လားမင်္ဂလာဆောင်တဲ့အချိန်တော့ရှင်အရန်ဝါသာကြည်နူးနေရပါအခုအိမ်ပြန်လိုက်ခဲ့ကျမရှင်ကိုပြမယ်ကာလူကြီးငါသွားလိုက်ပါအောင်မေငါအသက်ရှင်သေးရဲ့ဆိုရင်တော့နောက်မှထပ်တွေ့ကြတာပေါ့ငါရဲ့အခြေအနေကိုကြည်သမ်းပါအောင်နေမင်္ဂလာမဆောင်လိုက်လို့တော်ပါသေးရဲ့ဇီးကွဲရဲ့စကားကြတော့ငှက်တွေအားလုံးအကျယ်ကြီးထားရကြပါငါမင်္ဂလာမဆောင်ကျင်လို့ဘသူပြောလဲငါလည်းအိမ်မှာအေးစီနာယူပြီးငါလုပ်တွေအကုန်လုံးငါမိမလုပ်ပြရလိုချင်တာပေါ့ငါမှလည်းချစ်စရာကောင်းတဲ့မိသားစုလည်းရှိကျင်တယ်ဒါပေမဲ့လည်းဘယ်တက်နိုင်မလဲဘယ်အဖေကသူတို့ရဲ့တမျိုးငါစီပေးမှလဲငါအနေတိုင်းအလုံးမရှိကိုင်မရှိဖြစ်နေရလေဟဲ့ကလူငါအမေတွေနေရဲ့နေရာမှာအရန်ချမ်းသာပြီးချောမောလှပရဲ့ကြီးကမ်းမကိုကြီးဆိုတာရှိတယ်။သူ့မိဘတွေကအရန်ချမ်းသာကြတာ။နေလိုချင်နေဆိုရင်ငါသူ့မိဘတွေကိုနေကိုစားစကားပြောကြည့်ပေးမယ်။ငါလည်းမင်္ဂလာဆောင်ချင်တာပေါ့ညီမရာနုရဲ့။ဒါပေမဲ့ညီမပြောတယ်လို့ဆိုရင်အဲ့ကောင်မလေးကအရန်ချမ်းသာတဲ့အတိုင်းဝိုင်းတရလေ။ तू ကရောငါနဲ့လက်ထပ်ဖို့သဘောတူပါမလား။ဘာလို့သဘောမတူရမှာလဲ။ငါသူ့မိဘတွေရအောင်ပြောပြမှာပေါ့။နေရဒီတောင်းရဲ့ဘရင်မှာဒီတောင်းတဲမှာနေပိုင်ဆိုင်တဲ့နန်းတော်အကြီးကြီးတစ်ခုရှိရဲ့။နေလဲအရန်ချမ်းသာရလို့ငါတို့လိန်ပြောလိုက်မယ်မဖြစ်ဘူးအဲ့လိုမျိုးမလုပ်သင့်ဘူးလေရာနိုငါတို့ဒီအသုံးမကျတဲ့ကာလူအတွက်အဲ့ကိုရဲ့ဘဝအပြက်စီးခံလို့မရဘူးလေငါဒီမင်္ဂလာပွဲကိုစန့်ကျင်တယ်အတော်မီနုရဲ့ကာလူဘာလို့မှမလုပ်ဘူးဆိုတာကျမတို့အားလုံးသိပါတယ်ဒါပေမဲ့ तू ကစိတ်ထားအရန်ကောင်းနေလေအတော်ကဘာလို့သူ့ပျော်ရွှင်မှုတားဆီးပိတ်ပင်နေရလဲမင်္ဂလာဆောင်ပြီးကာလူကိုကြီးကိုပျော်ရွှင်ထားမယ်ဆိုတာကျမယုံကြည်ပါတယ်ငါကတော့အဆင်ပြေမယ်မထင်ဘူးငါပြန်လာအောင်မယ်ငါဒါတွေဆက်ပြီးကြည့်မနေနိုင်တော့အကူကာလူရဲ့စိတ်မကောင်းမဖြစ်ပါနဲ့အတော်မီနွရဲ့စကားတွေလည်းအာရုံထားမနေပါနဲ့မနေ့ပြန်တိုင်းကျမနဲ့ရာနိုးသွားပြီးအကူနဲ့လက်ထပ်ဖို့ကိစ္စဂုံရဲ့မိဘတွေသွားပြောပေးမယ်ကျေးဇူးအများကြီးတင်ပါညီမလာတို့ရဲ့ဂုံကြီးကိုပြောရွှင်ထားပါမယ်လို့ငါကတိပေးပါတယ်နောက်တရက်မနေ့ကျတော့လာတိုးနဲ့ရာနိုးတို့လည်းဂုံကြီးနေရဲ့တောတဲရောက်လာကြပါတယ်သူတို့နှစ်ယောက်လည်းဂုံကြီးရဲ့မိဘတွေအိမ်ကိုလာကြပါတယ်ဂုံရဲ့မေအိမ်တကားလေးဖွင့်မအောင်ကျမပါရာနိုဂုံရဲ့အမေလည်းအိမ်ထဲကနေတကားဖွင့်ပေးလိုက်ပါတယ်ရာနိုနေရောကောင်းရဲ့လားနောက်ပြီးနေနဲ့တူပါလိုက်ငှက်မလေးရောဘာတူလဲငါတို့ဒီတော့တဲမှာအခုမှပထမဆုံးချိန်မြင်ဘူးတာပဲဟုတ်ကဲ့ကျမနာမည်လာတော့ပါကျမနဲ့ရာနိုကအိမ်နီးနားချင်းနေပါအဲ့ဒါကြောင့်ကိုဟုတ်ပါပြီလာပါကဲရာနိုရေပြောပါအောင်ဒီကိုဘာကြောင့်လာရလဲအားလုံးရောအဆင်ပြေကြရဲ့လားဟုတ်ကဲ့အကုန်လုံးအဆင်ပြေပါတယ်ကျမအန်တီရဲ့သမီးကိုကြီးအတွက်မင်္ဂလာကိစ္စလာပြီးကန့်လန့်တာပါရာနိုသူ့အမေကိုသူ့ရဲ့မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီးပြောတာကိုကြားတာနဲ့ကိုကြီးကရှက်ပြီးမိဖို့ကြောင့်နဲ့တန်းဝင်သွားပါတယ်ရာနိုနေရသတရင်ကောင်းယူလာတာပဲပြောပါအောင်ဘယ်ရကောင်လေးလဲကောင်လေးရောဘာလုပ်လဲအန်တီကိုကောင်လေးကြောင့်ဘလို့ပြောပြရမလဲအဲ့ကောင်လေးကကျမအခုနေနေတဲ့တောအုပ်ရဲ့ဘရင်ပဲတောအုပ်ထဲမှာသူ့ရဲ့အိမ်အကြီးကြီးတွေလည်းအများကြီးရှိတယ်ဟုတ်ရာနိုနေရအရန်ကောင်းတဲ့မင်္ဂလာကမ်းလှမ်းမှုမျိုးယူလာတာပဲ
ငါနဲ့ကိုပြေဝယုံကြည်ပါ၏နင်ပြောနေရဲ့ဆိုရင်တော့ကောင်လေးရလဲကောင်းမှာပါငါဒီမင်္ဂလာပွဲကိုသဘောတူပါ၏ကဲပြောဘယ်တော့မင်္ဂလာဆောင်ကြမှာလဲအတော်သဘောတူရဲဆိုရင်တော့နောက်တစ်ပတ်လောက်မင်္ဂလာဆောင်ကြမယ်လေကျမတို့ဘရင်ကြီးရဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့ဆိုရင်အဲ့လောက်အချိန်တော့လိုအပ်တယ်လေအေးပါကောင်းပါပြီညီမပြောတဲ့အတိုင်းပါပဲညီမလာတို့ကဲပါကိုကြီးရဲ့အမေအခုတော့ကျမတို့ပြန်လိုက်ပါအောင်မေကျမတို့လည်းလှုပ်ရှားအလုပ်တွေအများကြီးရှိသေးလို့ပါရာနိုးနဲ့လာတို့လည်းကိုတော်ဟုတ်တယ်ပြန်လာကြပါ၏အဲလိုနဲ့အချိန်တစ်ပတ်တာကုံဆုံးသွားပါ၏ကာလူရဲ့မင်္ဂလာဆောင်ရမယ့်နေ့လည်းရောက်လာပါ၏တော်ဟုတ်တဲ့ကငှက်တွေအားလုံးလည်းကာလူကိုခေါ်ပြီးကိုကြီးနေရဲ့တော်ဟုတ်တဲ့ထွက်လာကြပါ၏ကာလူနဲ့ကိုကြီးတို့ရဲ့မင်္ဂလာပွဲကခန်းခန်းနာနာနဲ့ကျင်းပလိုက်ပါ၏ကာလူကလည်းအရန်ကိုဝမ်းသာနေပါ၏မင်္ဂလာဆောင်ပြီးကာလူလည်းသူ့မိန်းမကိုကြီးကိုအင်ခေါ်လာပါ၏ဟဲ့ဒါပါလေဒါဘလို့အိမ်ကြီးလဲအိမ်ခေါင်မိုးလည်းမရှိသလိုပရင်းပုံလည်းမရှိဘူးဒါလုံးဝသုံးစားလို့မရတဲ့အိမ်ပဲငါကန်လည်းစိုးလိုက်တာငါဘွားတော့ပျက်စီးသွားပါပြီအခုငါဒီအိမ်မှာဘလို့နေရမလဲအော်မိမရဲ့နေပါလို့ငုံနေရလဲဒါငါတို့ရဲ့စပားတွေတူလောင်တဲ့အိမ်ငါတို့နှစ်ယောက်အတွက်အိမ်တစ်လုံးငါထပ်ဆောင်ထားပါရဲ့အဲ့အိမ်ကအခုထိဆောက်လို့မပြီးသေးလို့လေအဲ့အိမ်ဆောက်ပြီးရတိငါတို့ဒီအိမ်မှာပဲနေကြမယ်အော်အဲ့ဒါကြောင့်လားကောင်းပါပြီကျမဘာမှမစင်စားပဲရှင့်ကိုအော်ခဲ့ပြီလို့တောင်းပန်ပါရဲ့နော်ကိစ္စမရှိပါဘူးကိုကြီးအခုငါအရန်ပိုက်စာနေနေငါတို့နှစ်ယောက်အတွက်ထမင်းဟင်းမြင်မြတ်ချက်ပေးပါအောင်ဟုတ်ကဲ့ကောင်းပါပြီအခုပဲချက်လိုက်ပါမယ်ကျမရဲ့ချစ်ရတဲ့ယောက်ျားကြီးကာလူနဲ့အိမ်ရှိမှထိုင်ပြီးကောင်းကင်ဘွားကျယ်ရီမော့ကြည့်နေပါတာယာလာရဲ့ဘဝဆိုတာဒါမျိုးကိုပြောတာပဲထမင်းစားပြီးသူတို့နှစ်ယောက်လုံးအိတ်လိုက်ကြပါအဲလိုနဲ့နေ့ရက်အနေငယ်ကုံဆုံးသွားပါကာလူကလည်းအိမ်ထဲမှာပဲရှိနေပါတနာကြကောင်းတဲ့ကိုကြီးလေးကအိမ်လုပ်တွေအကောင်လုံးကိုလုပ်နေရပါအပြင်ကနေလည်းအစာတွေရှာယူလာရပါတနေ့မှာတော့ကိုကြီးဈေးကနေဟင်းသီးဟင်းရွက်တွေဝယ်ပြီးပြန်လာတော့အတော်မီနူတွေ့သွားပါနေရအသုံးမကျတဲ့ကာလူနဲ့လက်ထပ်ထားတဲ့ကောင်းမလေးလားဟုတ်ပါအတော်ရင်ဒါပေမဲ့အတော်ကဘာလို့ကျမယောက်ျားအဲ့လိုပြောနေရလဲနေရအယူပဲကောင်းမလေးနေမိပါရအောင်နင့်ကိုအဲ့ကြီးကနေလက်ထပ်ပေးလိုက်ရအောင်နေလိုပဲအုံနောက်မရှိကြဘူးလားကျမရဲ့မိဘတွေအခုလိုပြောနေအောင်အတော်ကဘယ်သူမို့လို့လဲငါနာမည်မီနူနေသစ္စာဖောက်ခံလိုက်ရရဲ့ကောင်းမလေးနေအဲ့ဒါတော့မသိဘူးအဲ့ဒီအရန်လဲတဲ့ရာနိုလာတို့ကနှစ်ယောက်ပေါင်းပြီးနေမိဘတွေအယူလောက်သွားတာအတော်ရှင်းရှင်းလင်းလင်းပြောပါအတော်ဘာကိုပြောချင်တာလဲဟဲ့ကောင်မလေးနေခုလက်ထက်ထားတဲ့ကာလူကဒီတော့ရဲ့ဘရင်မဟုတ်ဘူးသူကအိမ်မှာတနေ့ကောင်အလုံးမလုံးပဲဒီတိုင်းနေနေရဲ့အလုံးငပြင်းပဲမဟုတ်ဘူးအတော်လိန်ပြောနေရကာလူကကျမတို့အတွက်အိမ်တစ်လုံးနဲ့အသစ်ဆောက်ထားပြီးရဲ့အဲ့အိမ်ကအခုဆောက်လို့မပြီးသေးလို့ကျမတို့အခုသူ့ရဲ့စပားလောင်တဲ့အိမ်မှာပဲနေကြတာပါအခုတော့ငါနေ့ကိုတနာမိနေပြီသမီးရေနေသစ္စာဖောက်ခံလိုက်ရတယ်နေငါ့ကိုလိန်ပြောနေရဲ့လို့ထင်ဒီတော့တည်းကြိုက်တဲ့သူမေးကြည့်ပါမဟုတ်ရင်ဒီလိုလို့နေအိမ်ပြန်ပြီးနေယောက်ျားသူ့အမေနဲ့ကြိမ်ပြီးပြောခိုင်းလိုက်သူကသူ့အမေကိုအရန်ချစ်တယ်ဟုတ်ကဲ့ကောင်းပါပြီကျမအခုပဲသူ့ကိုသွားမိလိုက်ပါမယ်ကိုကြီးလည်းစိတ်တူတူနဲ့အိမ်ကိုတန်းပြန်လာပါကိုကြီးလည်းကာလူကိုအကြောင်းဆောင်ပြောပြပြီးအမှန်တိုင်းပြောခိုင်းပါအစားတော့ကာလူကကိုကြီးကိုလိန်ညာပြောပြီးစိတ်ကျဉ်အောင်ကြိုးစားပါဒါပေမဲ့ကိုကြီးကကာလူကိုသူ့အမေနဲ့ကြိမ်ခိုင်းတဲ့ခါမှာတော့ကာလူလည်းမလွဲတာတွေဆိုကိုကြီးကိုအမှန်တိုင်းပြောပြလိုက်ပါအမလီကျမရဲ့ကံလည်းစိုးလိုက်တာကျမရဲ့ဘဝတော့ပျက်စီးပါပြီအခုကျမရဲ့အမေနဲ့ဖေကိုဘလို့ပြန်ပြောရတော့မလဲဟဲ့ကာလူရှင်ဘာလို့ကျမဒီလိုလုပ်ခဲ့ရလဲအခုကျမဒီမှာဆက်မနေနိုင်တော့ဘူးကာလူလည်းကိုကြီးကိုအတက်နိုင်ဆုံးရှင်းပြဖို့ကြိုးစားပါဒါပေမဲ့ကိုကြီးကသူ့စကားနားမထောင်မင်းကာလူကိုထားပြီးအမေအိမ်ပြန်သွားပါပရိသတ်ကြီးတို့ရှေ့ဆက်ပါဖြစ်မလဲကိုကြီးကရောကာလူရဲ့ဘဝတွေပြန်ရောက်လာမှာလားကာလူကရောကိုကြီးကိုပြန်ချော့နိုင်ပါမလားဆိုတာနောက်တစ်ပိုင်းမှာဆက်ကြည့်ကြတာပေါ့ရှင်အခုလိုမျိုးစိတ်ဝင်စားစရာငှက်ကာတိုပုံမြင်လေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျမရဲ့ channel လေးကိုအမြဲတမ်းစောင့်မျှော်အားပေးကြပါအောင်နော်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်